အားလုံးပဲမင်္ဂလာပါဆရာမကတော့အခုဆရာဟင်းမတက်အဖဆရာဟင်းရစာတပည့်ဖြစ်ပါတယ်ဆရာမခုမှဆေးကူလို့နားလို့ပြီးလို့ဘိုင်ဘာပေါ်တက်လာတာပေါ့နော်ရောဆက်ချတာအကုန်ပြုတ်သွားတယ်မနေ့ကဆေးကူဖို့ပေါ့နော်မနေ့ကလည်းတနေ့ကုန်မအောင်ည10နာရီတို့မှနားရတယ်ပေါ့နော်အညာကဘိုင်ဘာပေါ်မှာဆေးကူမဲ့လူတွေပို့ထားတာမနေဘူးအဲ့ဒါမနေ့ကျရင်ပြန်ပြီးတော့အကြောင်းပြန်မယ်ဆိုပြီးတော့အခုမှလိုင်းပေါ်တက်ကြည့်လိုက်တော့ရောဆက်ချတဲ့အကုန်ပြတ်သွားတဲ့ပြောလို့ချင်းဆရာမလေးဘက်ကတော့မှားသွားတယ်ဆရာမလေးကတောင်းပန်ပါတယ်နော်အဲ့မနေ့ကလာပြီးတော့ဘိုင်ဘာမှာလိုင်းဟိုင်းနေလူတွေပေါ့ညဆရာမတက်ကြည့်လိုက်တော့10နာရီထိုးနေပြီမိုးလေးချုံနေပြီဆိုပြီးတော့အဲ့မပြန်ပြစ်တာနိုင်ငံခြားလာဟိုင်းတဲ့သူတွေလည်းရှိတယ်တလားနော်အဲ့အမတို့အကိုတို့ပြန်ပြီးတော့ညီမကိုပြန်ဟိုင်းပြီနော်အမညီမပြန်ပြီးတော့ချက်ချင်းအမတို့ပြန်ပြီးတော့ဦးစားပေးပြီးမယ်တလားအမတို့ဟိုဒါညီမကြော်သွားတာဖြစ်တဲ့အတွက်ညီမအခုဒီဘိုင်မှာဒီနေ့ပို့တဲ့ကိုပွဲတွေတော့အများကြီးရှိတယ်ဒါပေမဲ့ညီမမနေ့ကပို့တဲ့သူတွေကိုထပ်ပြီးတော့ဦးစားပေးတဲ့အနေနဲ့ဒါညီမတို့ညီမကပြန်ပြီးတော့အကြောင်းကြားပေးတာပါရှင်ဦးစားပေးတာပါနော်အားလုံးကိုမကြော်ဝါးစေရမှာပါနော်ဟုတ်ကဲ့ပါ